ချင်းလေးဖြစ်ပါတယ်ခိုလုံဝင်းဆိုတဲ့ချင်းလေးအတူတူနားထောင်ရအောင်ကျွန်တော်နောင်တရပြီးဖះကိုပြန်လဲဆက်ကက်တဲ့ချင်းလေးပေါ့နော်ကဲဆိုလူတွေဟာအမောင်ကဘာထဲမှာပြောရကြတဲ့လူတဘာဝပြောကြတွေတွေ့ကခိုလုံမှုမယာစိတ်ရဲ့အလိုကိုလိုက်ရင်နောက်ဆုံးတော့ဆုံးရှုံးခြင်းခိုလုံရနေရအမြင်တွေမှာပြောပါမိခဲ့ကျွန်တော်အသက်တာပြောကြတွေတွေ့ကခိုလုံမှုမယာစိတ်ရဲ့အလိုကိုလိုက်ရင်နောက်ဆုံးတော့တွေ့လိုက်ရပြီးဆုံးရှုံးခြင်းပြန်လေကခိုလုံခွင့်ပေးပါအေးမြတဲ့သခင်ရဲ့ရင်မှာဘူပင်စရာချုံတဲ့ခိုင်မှာနောင်တနဲ့ကျွန်တော်ဤတဲ့တာဟိုရင်လို့သခင်ရဲ့နီမှာမြင်မှန်တွေရရှိလို့နာနိုင်ငံတော်တည်တံ့မို့ရာခင်တွေတောင်းတနေရအဖြစ်တွေကိုခွင်လို့အေးအိမ်မှာပြန်ခိုလုံဝင်ပေးပါနောင်နာစိတ်နဲ့တခင်ရဲ့ရှိမှာခိုလုံရနေရအမြင်တွေမှာကပြောပါမိခဲ့ကျွန်တော်အသက်တာပြောကြတွေတွေ့ကခိုလုံမှုမယာစိတ်ရဲ့အလိုကိုလိုက်ရင်နောက်ဆုံးတော့တွေ့လိုက်ရပြီးဆုံးရှုံးခြင်းပြန်လေကခိုလုံဝင်ပေးပါအေးမြတဲ့သခင်ရဲ့ရှင်မှာဘူပင်စရာကြုံတဲ့ခိုင်မှာနောင်တနဲ့ကျွန်တော်ဤတဲ့တာအိုရေလို့သခင်ရဲ့နီမှာမြင်မှန်တွေရရှိလို့သာနိုင်ငံတော်တည်တံ့မို့ရာခင်တွေတောင်းတနေရအပြစ်တွေကိုခွင်လို့အေးအိမ်မှာပြခိုးလို့ဝေးပေးပါနောင်တစိတ်နဲ့သခင်ရဲ့ရှိမှာအပြစ်တွေကိုခွင်လို့အေးအိမ်မှာပြခိုးလို့ဝေးပေးပါနောင်တစိတ်နဲ့သခင်